မင်္ဂလာပါဘတ်ရှယ်လာ YouTube channel နဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီဗီဒီယိုထဲမှာနည်းနည်းလေးကျွန်တော်ခဏမေးကြတဲ့မေးခွန်းတစ်ခုကျွန်တော်ဖြေပေးမယ်ပေါ့နော်ဆိုတော့အဲ့ဒါကကျွန်တော်တို့ဒီကျွန်တော် channel မှာအခုမြင်နေရတဲ့ဗီဒီယိုဆိုတဲ့ tab အောက်ကိုဝင်လိုက်လို့ရှိရင် membership video ပေါ့နော် member တွေပဲကြည့်လို့ရမယ် member only video တွေဆိုပြီးတော့တွေ့နေရတာပေါ့နော်အစိမ်းရောင်စာတန်းလေးတွေနဲ့ဆိုတော့ဒါကကျွန်တော်တို့ကကျွန်တော်ရဲ့ channel မှာ member program ပေါ့နော် membership program ဝယ်ထားတဲ့သူတွေဒါဒီဟာကိုကြည့်လို့ရတာပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးတွေကိုကြည့်ကျင်နေဆိုပြီးလာပြီးတော့ပြောကြတဲ့သူတွေပေါ့နော်ဒီမှာ member only လို့နှိပ်လိုက်ရင် member only အောက်မှာဗီဒီယိုတွေအများကြီးပဲပေါ့နော်ဆိုတော့ဒီဗီဒီယိုတွေကိုကြည့်ကျင်နေဆိုပြီးလာပြောကြတဲ့သူတွေကိုကျွန်တော်နည်းနည်းလေးဘယ်လိုကြည့်ရလဲဆိုတော့အရင်ပြောပေးမယ်ပေါ့နော်ပြောပေးမဲ့မှာကျွန်တော်ဘာတွေပါလဲဆိုတော့အရင်ပြပေးမယ်ပေါ့ဒီတိုင်းကျွန်တော်တို့ဒီ member only ဆိုတဲ့ဒီ list လေးအောက်ကိုဝင်ကြည့်လိုက်ရတယ်မြင်နေရတာပေါ့နော်ကျွန်တော်ဒီမှာ smoothie ဖြော်နည်းတွေအေးဖြော်နည်းတွေပြီးလို့ရှိရင်ဒီမှာအလုံးနဲ့ပတ်သက်ပြီး sharing လုပ်ထားတဲ့ video တွေ stress analysis ဆိုတာကျွန်တော်တို့ကအလုံးနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့သိတဲ့အကြောင်းအရာတွေဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့မုတ်လုံနည်းတွေမှာတကယ်ကို quality ရှိတဲ့မုတ်လုံနည်းတွေเนาะဒီမှာဘယ်လိုပဲ cheese muffin တို့ oat meal cookie တို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကsausage and flop roll ဆိုရင်ဒါတကယ်ကိုစားလို့ကောင်းတဲ့စက်သားလိပ်ပုံစံလုပ်တဲ့ဟာမျိုးတွေပေါ့နော်ကျွန်တော်ဒီမှာ tiramisu cheese cake တွေအများကြီးပဲပြဒီမှာတကယ်ကို birthday cake decoration တွေပါတယ် cookie တွေမျိုးစုံပါတယ် cake တွေမျိုးစုံပါတယ်နော်ဒီမှာ birthday cake decoration ဆိုတော့ပုံစံမျိုးစုံပါတယ်ဒီမှာဆိုလို့ရှိရင်တကယ်ကိုကျွန်တော်တို့ရရရှိတဲ့ cookie ပုံစံအစမ်းလေးတွေပြီးလို့ရှိရင်ဒါ assorted cake တွေဆိုရင်မြန်မာတွေမှာအရန်ကိုသတင်းချုပ်မှာရောင်းရတဲ့ဟာတွေပြီးရင်အလုံးလုံးလို့ရှိရင်တစ်ပိုင်းတစ်နိုင်လုံးတဲ့သူတွေအတွက်သိသိနဲ့ knowledge sharing video တွေပါတယ်ဒီမှာအများကြီးပဲเนาะအခုမြင်နေရတဲ့အတိုင်းပဲ black forest တွေပါတယ် decoration လုပ်တဲ့ video တွေဆိုလည်းအများကြီးပါတယ်ဒီမှာဆိုရင် frontline biscuit တို့ပါလို့ဆိုလည်းတကယ်ကိုဆိုင်တချို့ဆိုင်တွေမှာရောင်းတဲ့ဟာတွေsweet roll တွေဆိုလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ sweet roll တွေပါမယ် cheese cake တွေပါမယ် mousse cake တွေပါမယ် pizza တွေပါမယ် sandwich တွေပါမယ်ကျွန်တော်တို့ဒီမှာ whole wheat bread တွေပါမယ်ဒီမှာ tiramisu ဆိုလည်း2မျိုးပါတယ်အဲ့တော့ cake 6တွေပါမယ်အများကြီးပဲ cheese cake တွေ burger တွေကြက်သားလေးဆိုရင်နောက်တစ်မျိုးပါမယ် donut ဒီမှာဆိုလို့ရှိရင် chocolate lava cake ပေါ့နော်ဆိုတော့ဒီလို exclusive content တွေအများကြီးကိုကျွန်တော်တို့ကစိတ်ဝင်စားပြီးလေ့လာခြင်းတဲ့သူတွေကဒီမှာမြင်နေရတဲ့ join ဆိုတဲ့ဟာလေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ level 1 2 3ဆိုပြီးရှိတယ်ပေါ့ level 1ဆိုရင်300ပေါ့ဘတ်300ပေါ့ level 2ဆိုရင်ဘတ်450 level 3ဆိုရင်ဘတ်950ပေါ့ဆိုတော့level 1ကဘာတွေရမှာလဲ level 2ကဘာတွေရမှာလဲဆိုဒီမှာမြင်နေရတဲ့အတိုင်းပဲ level 1မှာရမယ်ဒီသူ့ရဲ့ feature တွေပေါ့နော်ဒီမြင်းလေးရဲ့အောက်ကဆိုရင် level 2ဒီမြင်းအောက်ကဆိုရင် level 3အဲ့မှာရမယ် feature တွေ level 3ဆိုရင် mama only chat room တွေအထိပါလာပြီဆိုတော့ဗီဒီယိုလောက်မကြည့်မဲ့ဆိုရင် level 1လောက်ပဲကျွန်တော်တို့က membership program ကိုဝယ်လိုက်ပေါ့ဗျာတစ်လ300ပဲရှိတယ်ဘတ်ဆိုတော့တစ်လဘတ်300မှာဝင်ချင်း4000လောက်ပဲရှိတယ်တခြားနိုင်ငံကသင်တန်းကြီးနဲ့တွက်လိုက်လို့ရှိရင်ဒါတကယ်ကိုတစ်လလုံးတင်ရပြီဘတ်300ပေါ့နော်4000လောက်မြန်မာငွေ4000လောက်နဲ့ဒီမုတ်လို့နေအကုန်လေးလာရမယ်ဆိုတာအရန်ကိုတန်ပါတယ်နော်ကိုတစ်လအတွင်းမှာဒီဟာတွေကိုပြီးလေးလာနိုင်တယ်ဆိုရင်လည်းဒီ4000လောက်နဲ့ကျွန်တော်တို့ကသင်တန်းကိုတဝါကြီးတက်ကမှာပေါ့နော်ဆိုတော့ဒီလိုဝယ်ရတယ်ပေါ့နော်ဝယ်တယ်ဆိုတော့ကျွန်တော်ဒီမှာကိုလိုချင်တဲ့ level လေးတွေကိုရွေးသွားလို့ရှိရင်ကျွန်တော်ဒီမှာ member join membership လို့နှိပ်လိုက်လို့ရှိရင်ဒီမှာ pay လို့ရမယ်ပေါ့ payment system တွေပြလိမ့်မယ်ပေါ့နော်ကိုမှ payback ရှိလားအဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီမှာ master တွေ visa တွေကတော့မြန်မာနိုင်ငံဘဏ်တွေမရပါဘူးနိုင်ငံခြားဘဏ်တွေပဲရပါတယ် international wire transfer လုပ်လို့ရတဲ့ဘဏ်တွေပေါ့နော်မြန်မာနိုင်ငံကဟာတွေကိုကျွန်တော်တို့လောလောဆယ်မှာပိတ်ခံထားရတယ်အဲ့တော့ YouTube ကကျွန်တော်တို့မြန်မာ location နဲ့ account တွေဆိုရင်လည်းဒီဟာကိုဝယ်လို့မရဘူးအဲ့တော့နိုင်ငံခြား account တွေဖြစ်ကြမယ်ဆိုတော့ဘဏ် payment ကလည်းနိုင်ငံခြားဘဏ်အနေနဲ့မှရမယ်အဲ့တော့ထိုင်းတို့စင်ကာပူတို့ဂျပန်တို့ဘာလို့တခြားသောနိုင်ငံတွေပေါ့ဗျာဒီမှာကျွန်တော်ထိုင်း location နဲ့လုပ်ထားရဆိုတော့ထိုင်းက master တွေ visa တွေအဲ့ဒါရမယ်ဒီမှာထိုင်းကဘဏ်တွေဆို Kasikorn တို့ပါပေါ့နော်ဒီမှာဆိုရင် Shopee Pay တွေရမယ်ပြီးရင် True Money Wallet တွေရမယ်တခြားသော PayPal တို့ဘာလို့ AISB အဲ့ဒါမျိုးအများကြီးလည်းရသေးတာပေါ့ဗျာဆိုတော့ဒါတွေနဲ့ payment လုပ်လိုက်ပြီတခုနဲ့ payment လုပ်လိုက်ပြီ continue သွားပြီးတော့ payment ပြီးသွားပြီဆိုရင်ကျွန်တော်တို့ member ဖြစ်သွားပြီ member ဖြစ်သွားပြီဆိုကျွန်တော်ရဲ့ video တွေအကုန်လုံးကိုကြည့်လို့ရပါပြီဆိုတော့
ဒီဗီဒီယိုတွေကိုဘယ်လိုကြည့်ရမလဲဆိုလာမေးတဲ့သူတွေကကျွန်တော်အခုဒီဗီဒီယိုလေးနဲ့ရှင်းပြပေးတာပေါ့နော်အဲ့တော့မြန်မာနိုင်ငံက location မြန်မာနိုင်ငံကနေပြီးတော့ဖွင့်ထားတဲ့မြန်မာ account ဖြစ်နေကျွန်တော်တို့ဝယ်လို့မရပါဘူးနိုင်ငံခြားဖွင့်ထားတဲ့ account ဖြစ်ကြမယ်ဘာလို့လဲဆိုတော့မြန်မာကို YouTube က ban ထားပါတယ်ဆိုတော့ payment ကလည်းမြန်မာနိုင်ငံဘဏ်နေနဲ့မရပါဘူးနိုင်ငံခြားဘဏ်နေနဲ့မှရပါမယ်ဆိုတော့တရားတွေမရှိဘူးကျွန်တော်တို့ဘယ်လိုလုပ်မလဲကြည့်ကျင်နေဆိုရင် Facebook မှာ Bus Baking Training ဆိုပြီးတော့ကျွန်တော် page ရှိပါတယ်ကျွန်တော်အခုပုံလေးပြပေးထားမယ်အဲဒီ page မှာတွားပြီးတော့lifetime membership ပုံစံနဲ့လေ့လာလို့ရတယ်အဲဒီမှာတော့ကျွန်တော်တို့ကတင်တန်းကြီးကိုတစ်ချိန်ပဲကောက်တယ်ဒါပေမဲ့ဒီထက်တော့များပါတယ်ဆိုတော့တစ်သက်လုံးလေ့လာလို့ရမယ်ဝင်ကြီးနဲ့ကျွန်တော်တို့ကဗီဒီယိုတွေကျွန်တော်တို့ကြည့်လို့ရအောင်လို့private group တွေလုပ်ပြီးတော့ကျွန်တော်တို့ကonline class တွေလုပ်ပေးထားတယ်YouTube ကနေဝယ်ပြီးကြည့်ဖို့အခက်အခဲရှိတဲ့သူတွေ Facebook ကိုသွားပြီးတော့ကျွန်တော်ပြောတဲ့ page မှာသွားပြီးသင်တန်းစုံစမ်းလို့ရတယ်ဒီဗီဒီယိုတွေအကုန်လုံးပါတဲ့သင်တန်းကို lifetime membership အနေနဲ့ဝယ်ပြီး online class join မယ်ဆိုလို့ရှိရင်လက်ရှိမှာ20ရက်နေ့မတိုင်ခင်အထိဆိုလို့ရှိရင်3,800ပေါ့နော်သင်တန်းရှိ3,800နဲ့ lifetime လေ့လာလို့ရမယ်အခွင့်အရေးရှိတယ်အဲဒီနောက်ပိုင်းဆိုရင်တော့သင်တန်းကြီး2သိန်းခွဲပြောင်းမှာဖြစ်ပါတယ်ဗောနော်အဲ့တော့ကျွန်တော်ဒါကတော့ကြုံလို့ပြောပြလိုက်တာဗောဒါက YouTube အကြောင်းမေးတဲ့သူတွေရှိနေလို့တခါတည်း YouTube မှာဝယ်ဖို့ခက်ခဲရှိတဲ့သူတွေဆိုလို့ရှိရင် Facebook မှာလည်းလေ့လာလို့ရတယ်ဆိုတာကိုကျွန်တော်တခါတည်းပြောပြလိုက်တာပါအဲ့တော့ membership နဲ့ပတ်သက်ပြီးမေးတဲ့သူတွေဒီဗီဒီယိုလေးကိုကြည့်ပြီးတော့နားလည်သဘောပေါက်လိမ့်လို့မျှော်လင့်ပါတယ်အဲ့တော့YouTube မှာပဲဒီဗီဒီယိုတွေကို exclusive ဗီဒီယိုတွေကိုကြည့်ချင်လို့ join လို့ရတယ်ဆိုရင်လည်း YouTube မှာတက်နဲ့ join လို့ရတယ်လို့ Facebook မှာလည်း live blind နဲ့ join လို့ရတယ်ဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးနဲ့သတင်းကောင်းပါလာပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်